YouTube channel ဖွင့်တာဝိုင်းရပြပါပြီပေါ့နော်စီတော့ပါပြီအားပေးတဲ့ဇာတ်လမ်းတောင်းလည်းကျေးဇူးတင်ပါတယ်ပေါ့နော်ဆက်ပြီးတော့ကြိုးစားပြီးကြဖို့လည်း channel လေး like and subscribe လုပ်ပေးကြပါဦးနောက်ဆိုပါဟဲ့အားလုံးချစ်ပါတယ်ကိုရဲ့ခေါင်းကြီးပေါ်နေလေကိုရဲ့အဲ့ဒီမလုပ်ပါနဲ့လို့ကိုရဲ့ပြစ်တာမထီးလွဲနေလို့မေးပြလိုက်အောင်လို့ run တယောက်ကတော့လွဲနေတာကိုရဲ့ဘယ်သူချောင်းတာလဲကိုဘာလို့လဲဘာချလဲကိုကိုရဲ့လမ်းရမလုပ်ပါနဲ့ကိုရဲ့အဲ့လိုလုပ်ပါနဲ့ဟာပစ္စည်းပါကုန်းကောင်းနေတာပါ run တယောက်ကဒုက္ခပဲအောင်ကြီးမေးပေးလိုက်အောင်ပစ္စည်းတွေပါကုန်းကောင်းနေတာပါတဲ့ကိုပါခေါ်မယ်နော်ကိုနော်ကိုကလည်းပါခေါ်မှာပဲရှိသေးတယ်ကိုကကိုကနေကိုတည်သွားတာကိုကလည်းအဲ့လိုကြတော့ပြောတော့ပါကိုရဲ့ဝင်ရမောက်ပြီးကိုဘာလုံးတာလဲလို့ကိုရဲ့ဝင်ရမောက်ပြီးကိုဘာလုံးတာမထိပါဘူးတဲ့ run ပြစ်တာပေါ်ရောက်နေရပါတဲ့မေးပေးလိုက်အောင် run တယောက်လည်းပြစ်တာတော့ခန်းနေပြီကိုရဲ့နေကဒီစကုတ်ကြီးနဲ့မလုပ်ပါနဲ့လက်ကွက်တည်ချင်းကိုရဲ့မပြစ်ပါနဲ့ကိုရဲ့ဗတ်တီဆောင်ပြီးတော့မပြစ်ပါနဲ့ကိုရဲ့အဲ့လိုကြီးကိုပါခေါ်မယ်နော်ကိုနော်ကိုအပါခေါ်မယ်နော်ကိုနော်ကိုပါခေါ်မယ်နော်ဖိလေးကိုလုံးနာပဲကိုရဲ့နီးကွက်ကြီးစကုတ်ကြီးဖွင့်နေတာပါတဲ့ကိုအဲ့လောက်ကြီးဖြစ်နေတာကိုမေးပေးလိုက်အောင်လှုပ်မရတော့ပါဘူးတဲ့မေးပေးလိုက်အောင်လို့ဒီဘောမာသားကြီးလည်းကတော့ကြီးကုံသွားတာပါလေခင်ဗျာလို့ဘောကလည်းဆောင်းပြီးမလုပ်ပါနဲ့ကိုမလုပ်ပါနဲ့စကွက်လေးပြီးသွားပါပြီပေါ့နော်ကို VIP မောင်းကောင်းတယ်ကိုကောင်းရဆိုးတာပဲကိုရဲ့အမန်ကိုင်းနဲ့ကိုရဲ့ပြင်မယ်နော်ကိုနော်ကိုရဲ့ဘာထိုင်ကြည့်နေတော့ဘာထိုင်ကြည့်ညချောလို့လားကိုညချောလို့လားညချောနေတည်ကိုရဲ့မပြောနိုင်မလို့ကိုဘယ်တောင်းမလဲလူအိမ်တောင်းမလားလူရဲ့မနာမတော့လူအိမ်မနာမလဲသွားစားမယ်လေကိုရဲ့လူအိမ်နောက်ကနေဖင်လန်းနိုင်စိုးတောင်းနေတာကြည့်ပါဦးတဲ့စိုးတောင်းနဲ့ကောင်လည်းချောသွားပါပြီခင်ဗျာကိုဘာလဲလဲကိုဝင်းရင်မော်ကြီးပါလုံးနေတာတော့ကိုဘယ်တောင်းမလဲရှောသွားဖင်လေးပွင့်သွားကိုဘာချောင်းလာလဲကိုဘာချောင်းနေတာတော့လို့ကိုချောင်းမထိပါဘူးတဲ့ run တကောင်လေးပြစ်တာတော့တကောင်တော့ပါအကိုကောင်ကိုရင်စိတ်လေကိုရဲ့မစေမနဲ့ပြစ်နေတာငါကားကွဲတော့မယ်ကိုမလုပ်ပါနဲ့ကိုချောစိုးတောင်းရှောကိုဖင်ရတာကိုစိုးလန်းတောင်းတာရလေကိုလာပြီးတော့အပါခုံးကိုစက်မြင်ကြလို့ကိုပြစ်မယ်နော်ကိုနော်ကိုဘာလုံးနေတာလုံးလို့ကိုသွေးဖြင်းနေတာလားလို့ကိုသူမြောက်ဒုက္ခပေးနေတာသူမြောက်မော်တာကြီးနဲ့ဒုက္ခပေးနေတာဘယ်သူများလေးလို့ကိုကောင်းရဲလို့မလုပ်ပါနဲ့ကိုသူမြောက်ဒုက္ခပေးနေတာဟိုဘက်ကကိုကလည်းနည်းနည်းစိုးတောင်းနေတော့ဟိုဘက်ကကိုလည်းစိုးလန်းတောင်းနေတော့ကိုကလည်းလက်ကွက်နဲ့ဆံပြောင်းနေပါတော့စိုးတောင်း6စိတ်ရေးငင်းနေတာကိုရှော်ရကိုကောင်းလေးထီသွားကိုလောက်ကြပါနဲ့ဟိုကိုဘယ်သူပြင်လာလဲကိုညီလေးနောက်မှာကိုခဏလေးမပြတ်နေတော့မြင်ဝကိုနောက်မှာလကူနာတယ်ပြောတော့ဒီစိုးကြီးပွင့်လိုက်တော့ဗောမေးပြီးလိုက်ဟိုကိုကလည်းထွက်ပြစ်တယ်တော့မကြောက်မလားမနိုင်သွားရော